ယောက်လည်းမတွေ့နိုင်ဘူးနော်အဲ့ကောင်မစီးပွားရေးနဲ့နေတာငွေကြီးဆိုဘယ်လောက်ပဲကြီးရနော်အမလေးလောဘကြီးမှာပေါ့ဟဲ့အဲ့ကောင်မတစ်သက်လုံးလင်မယူဘူးတဲ့အေးဒါပေမဲ့လေအမက်တမက်နေလို့များလေတတိထားဟဲ့ဆိုတော့အရန်လန်းကတာဟာလာတော့ဟာ你别别来了。ဘယ်ကပြန်လာမှာလဲကိုကြီးတန်းငယ်ရဲ့ဝက်စာကျွေးဖို့ဖွဲသွားဝယ်ပြီးပြန်လာဒါနဲ့ကိုကြီးတန်းငယ်ရောဘယ်ကပြန်လာတော့我们有俺要怕哈，俺那里头没叫我看我哈，比如哎没叫呢，俺都吵的文化也表来哈。好了喽，你来没叫自己吵着。哦，你要骗他，打，不嘞。တွေးသမျှလူတွေကိုစေစော်ကြီးနဲ့လိုက်ထိုးပြီးတော့တတ်တာလူတွေကလည်းထွက်ပြေးကြဂျွာတွေကလူတွေကလည်းဟဲစင်မာကြီးကိုတတ်ဖို့ဆိုပြီးတော့ဓားတွေလမ်းတွေဒုတ်တွေနဲ့ထွက်လာမှာအဲ့ဒီမှာလေအဲ့ဒီမှာပြောင်းဆိုပြီးတော့没来了，没有干，我来先把那个拉比特例子，没有干，အမလေးစင်ပါကလေးလာတော့ရဲ့စင်ပါကလည်းဝင်းလာပြန်ပြီမင်းလာထုံဆိုရဲတိုင်းထုံလုံးအောင်လိုက်တာလွန်ရော嘿，没来头，这个在干什么嘞？好不好吃的嘞？ဟိုးဟုတ်တော့ငါတော့ဘလို့ဖြစ်လို့တက်ပမော်ရောက်နေတာပါလေငါတက်ပမော်တက်သွားမလေးတော့ဝင်လာပြန်နေပါညီတို့ပြောတယ်လေစင်မာကြီးရဲ့သားစင်ပေါက်ကလေးကငါတို့ရွာတဲ့မျက်စိနဲ့လမ်းမနေတာအဲ့ဒီစင်မာကြီးကမသိဘူးလားဟင်ဒါနဲ့ကိုသားငယ်လာပေးမအောင်တော့ရှင်ရလေ呀，ရတယ်တော်ကြီးဟာတော့ဘာလဲပြောနေလဲကြောက်နေနားမလဲတော့အိုးအမလေးဟဲ့ထင်းရမြရရှောက်ပြောသွားနေတာပေါ့ဟေးအပြစ်စားတာပါဘာမှမလုပ်ပါတော်ကောင်းပါပဲဟေးလာတော့ငုံမြန်တော့ဝေကောင်းစားလာတယ်ဝေပြီးညှို့တက်သွားတော့ကြောက်တော့မခေါ်ဘူးဟာဘိုင်ပါလာလေအဆုံမဲပေါ့ဟဲ့ငါတို့လည်းညနော်ပါတယ်လေရွာတော့စင်မလေးဝင်လာပြီဟဲ့သတိထားဟာရွာတော့စင်ပါကလေးဝင်လာပြီတဲ့ဟဲ့စင်ပါကလေးလားအော်ဒီကောင်မလေးလောက်ချလိုက်ပြန်ပြီကွာထုံတာ200ကိုမရှိဘူးလာတော့တက်ခဲ့ယောက်ျားရေယောက်ျားကျမကလေကဲရီစမောက်ကလေးကိုဝယ်ပြအောင်ကိုဝယ်မှာတော့ဆိုစီစီဒီကောင်မဝဲမဲနဲ့ဘာတွေကြွားနေလဲမသိစမေက်ကလေးကဲရီကိုကျမကဝယ်ပြီးသွားလို့ရှိရင်လေရွာထိတ်မှာခိုင်းစားမယ်ရွာထဲမှာလည်းခိုင်းစားမယ်ရွာလယ်မှာလည်းခိုင်းစားမယ်ရှင်ပြီးလို့ရှိရင်လေတစ်တိုက်ခိုင်းလို့ရတယ်အုတ်သေးကြောက်သေးခိုင်းမယ်မျက်ထုံးနဲ့တဲလို့ရတယ်အလှတော့လို့ရှိရင်ကျမလှလှပေါ့လေတောင်းလို့ရတာပေါ့တော့ဝယ်ပြအောင်ကိုဝယ်မှာဟောမိမရဲ့မင်းရဲ့ကယ်ဒီစင်မောက်လေးရဲ့အပိုပစ္စည်းတွေကဈေးကြီးနေမှဖြစ်ကွာစင်တကောင်လုံးဝယ်ပြီးမှလို့ချုံဖို့လောက်ကတော့ပါလေးပါတော့ပါလေးပါတော့ပြောမရလဲတော့ကွာသူတယောက်တည်းစင်ပေါက်ကလေးဝယ်နိုင်ကြငါလည်းစင်ပေါက်ကလေးဝယ်နိုင်တယ်သူ့ထက်တောင်းလေစင်ပေါက်ကလေးကိုစင်တဲနဲ့ကိုထောင်းမှာပြောကိုတန်းငယ်ဟဲ့တော့ဘာလဲခဏနေပါဦးတော့အဲ့ဒီလေစင်ပေါက်ကလေးကကြီးကြီးတာရင်ကြေးမကြီးပါဘူးကွာ तू ကအင်အားကြီးတဲ့ဈေးမမြောက်ဘူးကွာဈေးလုံးလဲချွေအကျဉ်းလဲခံတယ်ပြီးတော့သူ့ရဲ့တိုတီမိုလီပစ္စည်းတွေရအစားဈေးသက်သက်နဲ့ရတယ်ဟာ
ကိုသားငယ်ပြောတဲ့တိုလီမိုလီပစ္စည်းတွေဆိုတာစင်တဲကုတ်တို့စင်ချီတဲ့တန်ကြိုးတို့စင်ကိုထိန်းတဲ့ချုံးတို့ပြောတာဖြစ်မယ် လာထုံလာထုံ ဟိုလန့်တာတော့ အော်နေလေကဲစင်မော်လေးကိုသဘောကျနေချင်းနေနေမှာနွားတွေဝက်တွေရှိတာပဲအဲ့ရောင်းပြီးတော့ဝက်လိုက်ပါလားဟာ ကျမလည်းစဉ်းစားနေတာဝယ်ရင်ကောင်းမလားလို့ဒါပေမဲ့လေကျမဝယ်ပြီးသွားလို့ရှင်နာမည်ပြောင်းမှာဟိုဘေးအရာလေကိုတာကြီးတို့လက်မြောက်သိရမလားသူတို့ဆိုလို့ရှင်လေဝယ်တော့မဝယ်ရသေးဘူးအခုကတည်းကလေကယ်ရီနဲ့နာမည်တက်ပြီးခေါ်နေတာကျမကတော့လေစင်ပေါက်ကလေးဝယ်ပြီးသွားရင်လေစင်ပေါက်ကလေးမုံစင်ပေါက်ကလေးဆိုစင်ပေါက်ကလေးပူဆိုပြီးတော့နာမည်ပြောင်းခေါ်မှာ လာထုံနင်းကဘာထင်းလို့ဘာပြောနေတာလဲငါပြောရဲ့စင်မောက်ကလေးဆိုတာဟိုမငါပဲထားရဲ့ကယ်ရီကားတွေကိုပြောနေတာဟာ အမလေးတုံးလိုက်တာလှထုံလို့ရဲ့အမလေးအခုချိန်ဒီစင်တဲ့ကားနဲ့မားနေတော့ရစမ်းမအောင်တော့ရစမ်းမအောင်ဟိုရှေ့ကအကြောင်းလေးလည်းရှင်းပြပါအောင်တော့ ရှင်းပါဦး ဒီကယ်ရီကားကခဏရင်မြင့်နေကြွက်ခိုင်မှုလည်းရှိတယ်ပစ္စည်းတွေတင်မဲဆိုလို့ရှိရင်လည်းသူ့ဝင်နဲ့သူတင်နိုင်တယ်ဈေးကလည်းသူ့ဈေးနဲ့သူတန်ပါဗျာ အပူပစ္စည်းတိုလီမိုလီဈေးချိုတယ်ဆိုတာဘာကိုပြောတာလဲဟင် ဒီကယ်ရီကားရဲ့အပူပစ္စည်းတွေဈေးချိုတယ်ဆိုတာဥပမာပြောရမယ်ဆိုလို့ရှိရင်ဘေးမှန်တစ်ချက်ကို1000ပဲရှိတယ်လွယ်လွယ်ပြောရလို့ရှိရင်စိုက်ကားအပူပစ္စည်းတန်ဖိုးလောက်ပဲရှိတာကားဈေးနဲ့အပူပစ္စည်းဈေးကတက်တာတယ်ဆိုပေမဲ့ကားရဲ့ quality ကိုအဆင့်မြင့်မြင့်ထုတ်လုပ်ထားပါတယ် ကျွန်တော်တို့ကုမ္ပဏီကတင်သွင်းဖြန့်ချီတဲ့ကားအမျိုးအစား2မျိုးရှိပါတယ်ဗျ။ Kariuki Single Cut, Kariuki Double Cut ။အော်ကိုလို့ရှိရင်ပြောမှာပဲကျမထင်ထားတဲ့စင်ပေါက်ကလေးဆိုတာကယ်ရီယူကီကားလေးဖြစ်နေတာ哦။ဟိုဘာပဲဖြစ်ဖြစ်ကျမဝယ်ဖို့စိတ်ကူးလိုက်ပြီ။ကျမတို့ဘေးအိမ်ရလေ ကိုလိုချင်တဲ့ကယ်ရီယူကီကားလေးလည်းရပြီစစ်သူကိုပဲညှောနေတာ